to နဲ့ not to ကိုရှင်းပြပေးမယ် to ကတော့တော်တော်များသိပြီးသားပဲเนาะဖို့ရန်ပေါ့သူကနေရာပြဖို့ကိုဘယ်သို့ဘယ်စီသို့ဆိုတာကတော့ဒါအများသိပြီးသားပဲเนาะအခုကကြတော့ကရိယာအနေနဲ့တွဲပြီးသုံးမှာเนาะဖို့ရန်လို့ဆိုတဲ့အဓိပ္ပာယ်ဆောင်တာကိုပြောပြပေးမယ်ဥပမာဆိုသွားဖို့ to go စားဖို့ to eat လုပ်ဖို့ to work ကဲစာကြောင်းလေးတိစောက်ကြည့်မယ်เนาะလူတွေကနိုင်ငံခြားမှာလုပ်ဖို့အတွက် English ကိုလေ့လာကြတယ် People learn English to work in foreign People learn English to work in foreign ကျွန်တော်ကအလုပ်ရဖို့အတွက်ကြိုးစားတယ်အလုပ်ရဖို့အတွက်ဆိုတော့တစ်ဖြတ်เนาะကျွန်တော်ကြိုးစားတယ်ရင်ပြောမယ် I try to get a job I try to get a job not to ဆိုတာကမလုပ်ဖို့ဥပမာဆိုရင်တယောက်တည်းမနေဖို့သူတို့ကကျွန်တော်ကိုအကြံပြုတယ် They advise me not to stay alone They advise me not to stay alone သူတို့ကကျွန်တော်ကိုအပြစ်မထွက်ဖို့အတွက်ပြောတယ် They told me not to go out အပြင်ထွက်တယ်ဆိုရင်လည်း go out အပြင်ထွက်ဖို့က to go out အပြင်မထွက်ဖို့ not to go out